ဒီနေ့လင်မယားနေရောက်ဘီယန်အစားစားချင်တာနဲ့ဒီဖူးဆာစတေရှင်နာကဒီဇိုင်လေးကိုတွားခဲ့ပါတယ်ရှင်ဒီဇိုင်လေးကလေအစားတောက်မီနူးတွေအစုံအလင်ပဲပေါ့နော်အဲ့ဒါကြောင့်ဒီဇိုင်ကိုရွေးချယ်လိုက်တာပြီးတော့လေဒီမှာတရှင်းဆိုလို့လည်းရတယ်ဒီလားကာရာကွေလေးဆိုလို့ရတယ်ပြီးရင်တော့ကျမအနောက်မှာလက်တဲဆိုင်လေးလည်းရှိရပေါ့နော်လက်တဲလေးလုပ်လို့ရတယ်ဒီနေ့ကတော့သူတို့ပိတ်လို့ကျမမလုပ်ခဲ့ရဘူးပြီးရင်အနောက်မှာဘာဘာရှော့စပင်းညှက်လို့လည်းရတယ်အစားတောက်လည်းစားလို့ရတယ်ဆိုတော့အရင်အဆင်ပြေတယ်ကျမနောက်နေ့မှလက်တဲတွားထက်လို့အောင်မယ်ဒါကတော့ကျမကအဗိုကာဒိုထောပတ်တီဖြိုရည်တောက်ပါတယ်သူကတော့ကော်ဖီတောက်ပါတယ်ပြီးအကင်ရဲ့ပြီးဘာကလားဆန်းဝစ်လားစားပါတယ်ရှင်ဘီယန်အစားအစာတွေကလေမဆက်တော့တမျိုးပြပေါ့နော်ကိုကအဆက်ကြိုက်တော့လေရှိုရဲရဲလေးဆိုပေမဲ့လေစားလို့အဆင်ပြေပါတယ်ဒါကတော့ဘာလေးတော့မသိဘူးသူမှာတာပဲကျမတော့အဲ့ဒါကြီးစားပြီးတော့လေပူစီနိုင်စားပြီးပါစက်ထဲမှာဘာလို့ကိုဝါးလို့ဝါးနေလို့ခံစားရတယ်စားလို့တော့ကောင်းတယ်ရှိုရဲရဲလေးဒါကတော့ဘီယန်ချက်ကင်ဖြစ်ပါတယ်ပြီးချက်ကင်လေးကတော့နည်းနည်းလေးဆွဲလိုက်ရတယ်ပေါ့နော်နည်းနည်းလေးမာတော့လေအဲ့နဲ့တူနဲ့စားဆိုပြီးတော့နောက်ပိတ်ဆုံးကြတော့လက်တီနဲ့ပဲစားခဲ့ရပါတယ်ရှင်စားလို့အဆင်ပြေခဲ့ပါတယ်ဒီဇိုင်လေးကစပင်းညှက်လို့လည်းရတယ်ပြီးလို့ရှိရင်လက်တဲလည်းပြင်လို့ရတယ်ဆိုတော့လေစားတော့တွေလည်းစားလို့ရတယ်ဆိုတော့အရင်အဆင်ပြေတော့ပဲနောက်နေ့မှာလက်တဲတွားလုပ်တဲ့ဗီဒီယိုလေးတင်ပြီးမယ်နော်ဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲတက်တာပါ